ဝက်မင်္ဂလာပါဒါလေးကတော့ဟော်လိုပိုက်အပြားနဲ့အလုံးကိုတောက်ဆက်စနည်းလေးပါအားလုံးအတူတူလေးလာကြည့်ကြရအောင်ပိုက်အလုံးမှာပေါ့နော်စက္ကူကိုဝိုင်းပြီးတော့ညှက်ထုတ်လိုက်ပါပြီးရင်ဟော်လိုပိုက်အပြားမှာပေါ့နော်အခုံးလေးပုံစံလေးလောက်ပြီးတော့ဘယ်လိုပြောမလဲဘာဟာလိုက်ပေါ့နော်အဲ့အခုံးလေးအတိုင်းလေးပဲထားပါတော့ဒီကြောက်ဆက်လေးနဲ့ဖြတ်ပြီးတော့အခုံးဝိုင်းလေးတိုင်းတစ်ဖက်ကအကုန်ဖြတ်ချအောင်နော်တစ်ဖက်ကအခုံးလေးကိုထားခဲ့မှာပေါ့နော်ပြီးရင်ပိုက်အဝိုင်းမှာအလဲရနဲ့ဆန္ဒချိုးပြီးတော့တလက်မပေါ့နော်ပိုက်ပြားရဲ့တလက်မအစိုက်အဝန်းကျင်လောက်အကွာကိုအဓိကတော့အတိမဖြောက်ဘူးเนาะအလိုင်းလေးထဲဖို့အတွက်ရိုက်ထဲဖို့အတွက်အလိုင်းလေးအရာပေးပြီးတော့တဝက်နီးချာမှာကြောက်ပြားတယ်မနော်ပြီးရင်ဟောလိုပိုက်ပြီးကျွန်တော်တို့ဆိုတော့အခုံးလေးဖြတ်ထားတယ်အတူတူရိုက်ချလိုက်ပေါ့နော်